လောကမှာလိုက်ကြည့်လိုက်မယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုရွေးချယ်ဖို့ကအရေးကြီးဆုံးပဲပေါ့ဒါကြောင့်မို့ပထမဆုံးလူဘဝရလာပြီဆိုတဲ့ကမိဘတွေကသားသမီးတွေကိုတွင်တင်ကြတယ်ဆရာတွေကတပည့်တွေကိုတွင်တင်ကြတယ်ခေါင်းဆောင်လူကြီးတွေကတပည့်သားတွေကိုတွင်တင်ကြဘာကိုတွင်တင်တာလဲလို့အချင်းချုပ်ပြောမယ်ဆိုရင်အေးဒီလောက်ကမလှုပ်ထိုက်ဘူးမလှုပ်သင့်ဘူးဒါကလှုပ်သင့်တယ်ပါဠိစာပေမှာအကရဏီယနဲ့ကရဏီယမလှုပ်သင့်တာနဲ့လှုပ်သင့်တာလို့မလှုပ်သင့်တာနဲ့လှုပ်သင့်တာဒီနှမျိုးခွဲခြားပြီးတော့ထားတယ်မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာလည်းပဲအားလုံးဟာမလှုပ်သင့်တာနဲ့လှုပ်သင့်တာခွဲခြားပြီးတော့ဟောပြောတာတွေကြီးပဲအားလုံးဒါဟာလောကမှာသိရှိနားလည်ဖို့အရေးကြီးဆုံးပဲလူဘဝရလာပြီလူဖြစ်လာပြီဆိုကြတဲ့ကမလှုပ်သင့်တာနဲ့လှုပ်သင့်တာခွဲခြားသိဖို့ဟာဘုရားမအရေးကြီးတယ်ဘာသာတရားတစ်ခုရဲ့အဆုံးအမဆိုတဲ့နေရာမှာလည်းပဲမလှုပ်သင့်တာနဲ့လှုပ်သင့်တာဒီနှစ်ခုခွဲခြားပြီးတော့ဟောတာနော်မလှုပ်သင့်တာနဲ့လှုပ်သင့်တာဘာဖြစ်လို့သိရှိဖို့အရေးကြီးတယ်လဲလို့ဆိုလို့ရှိရင်တစ်ဆင့်တက်ပြီးတော့စဉ်းစားဘာကြောင့်အရေးကြီးတယ်လဲမလှုပ်သင့်တာနဲ့လှုပ်သင့်တာဒီတစ်ခုကိုခွဲခြားသိနိုင်စွာမရှိဘူးဆိုရင်ဘာဖြစ်လာတော့မလှုပ်သင့်တာကိုလှုပ်သင့်တယ်လို့ထင်တယ်လှုပ်သင့်တာကြတော့မလှုပ်သင့်ဘူးလို့ထင်သွားတယ်မမှန်ကန်တဲ့ထင်မြင်ချက်တစ်ခုဖြစ်အဲ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တာနော်ဟိုမိစ္ဆာဒိဋ္ဌိဆိုတာအမျိုးမျိုးရှိတယ်တခါတခါကိုယ့်ကိုယ်မိစ္ဆာဒိဋ္ဌိဖြစ်နေမှမသိပဲနဲ့မိစ္ဆာဒိဋ္ဌိဖြစ်နေတာမိစ္ဆာဒိဋ္ဌိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကကိုယ့်ဘာသာမယုံကြည်တဲ့လူကိုလက်ညှိုးထိုးပြောဖို့မဟုတ်ဘူးမိစ္ဆာဒိဋ္ဌိဆိုတာမိစ္ဆာဆိုတာအမှန်မဟုတ်ပဲမှားယွင်းစွာဒိဋ္ဌိမြင်နေတာဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အမှန်မမြင်လို့ရှိရင်မိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်လို့ခေါ်တာနော်မှားယွင်းတဲ့အမြင်ဟာဘာကခေါင်းဆောင်လာလို့ဆိုမှားယွင်းတဲ့အတွေးကခေါင်းဆောင်မှားယွင်းတဲ့အတွေးရှိလို့မှားယွင်းတဲ့အမြင်ဖြစ်လာဒါကြောင့်မို့ဒီနှစ်ခုပျောက်ကင်းမှုအတွက်မြတ်စွာဘုရားကနိဗ္ဗာန်လမ်းကြောင်းကိုချပြတဲ့အနေနဲ့မစ္စည်းမပฏิပဒါမဂ္ဂင်၈ပါးကိုခေါ်တဲ့အခါမှာသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးဆိုတာအဲ့ဒီနှစ်ခုတွဲထားတာဒါကတကယ်ကို reasonable ဖြစ်တဲ့ logical ဖြစ်တဲ့ဒါကြောင့်မို့ဘုရားရဲ့တရားတော်ကိုကြာကြာနာနာလေးလာတဲ့ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲမြတ်စွာဘုရားဟောပြောချက်တွေဟာအမှန်တမ်းစနစ်ကျလို့စနစ်ကျတာကိုကျင့်တတ်တဲ့နှစ်သက်တဲ့ logical ဖြစ်တာကိုသဘောကျတဲ့ပုဂ္ဂိုလ်တိုင်းသူတို့စိတ်ထဲမှာဘာခံယူထားတော့ဆိုရင်မဖြစ်မနေဘာသာတစ်ခုရွေးချယ်ပြီးကိုးကွယ်ရမယ်ဆိုရင်ဘုရားဘာသာကိုပဲကိုးကွယ်မယ်ဆိုရင်ခံယူချက်တွေရှိကြတယ်နော်အတမန်ပုဂ္ဂိုလ်တွေကတော့တူတယ်လို့ထင်ပြီးတော့ရောကြိတ်ထားတာတကယ်ကတော့အလေးနဲ့စဉ်းစားတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါတကယ်အလေးနဲ့ထားလောကလူတိုင်းဟာလေးလေးနက်နက်စဉ်းစားတဲ့ပုဂ္ဂိုလ်ကရာခိုင်နှုန်းအဖြစ်များတာတော့မဟုတ်ဘူးအမှန်တမ်းနည်းတယ်ဘဝတစ်ခုရလာတယ်ဆိုလို့ရှိရင်အမှတ်တမဲ့နေပြီးတော့အမှတ်တမဲ့ပဲတည်သွားကြတာတွေများတယ်နေ့စဉ်စားစရာရှာရဝတ်စရာရှာရနေစရာရှာရမချမ်းမမာတဲ့အခါမှာဆေးဝါးတတ်စားဖို့ရှာရနဲ့ဘဝတစ်ခုဟာဒီလိုနဲ့ပဲအဆုံးသတ်တာတကယ်စားစရာဝတ်စရာနေစရာမချမ်းမာရင်ဆေးဝါးလို့ဆိုတဲ့အသက်ရှိဖို့အတွက်ဒီအခြေခံအချက်ကြီး၄ခုကတော့မဖြစ်မနေလိုအပ်တာတော့မှန်တယ်သို့တော့လူဘဝရလာတဲ့အခါမှာအဲ့ဒီမှာလမ်းဆုံးနေတဲ့ပုဂ္ဂိုလ်ဘာတစ်ခုမှအကျိုးမြတ်မရ
ကိုရလာတဲ့ဘဝလေးတစ်ခုဟာစားစရာရှာရင်ဝတ်စရာရှာရင်နေစရာရှာရင်မကြမ်းပါရင်စိတ်ကူးတာရင်နဲ့ဒါနဲ့ပဲပြီးဆုံးသွားတယ်ဆိုဘာတန်ဖိုးမှမရှိလိုက်ဘူးဒါအလေးနဲ့စဉ်းစားကြည့်အောင်နော်တတဝါမှန်သမျှဒီတိုင်းကြီးပဲလေနောက်ဆုံးမှာတိရစ္ဆာန်လေးတွေကြည့်ပါသူတို့လည်းစားစရာရှာတာပဲလေဝတ်စရာဆိုလို့လည်းသူတို့လုံလုံချုံချုံသူတို့မှာကိုယ်ပိုင်ဝတ်စရာလေးတွေပါလာလို့သာမရှာတာကိုတိရစ္ဆာန်ကြတော့အဝတ်ထည်မရှိတဲ့အခါကျတော့သူတို့မှာမွေးတွေပါလာဟောနောက်နေစရာဆိုတာသူတို့လည်းရှာရတာနော်မကြမ်းမမာမှုကြတော့လည်းပဲတိရစ္ဆာန်ဆိုတော့မရှာနိုင်ဘူးပေါ့သို့တော်လည်းတချို့တိရစ္ဆာန်တွေကသိတယ်ကြားကောင်းကြားဘူးကြပါလိမ့်မယ်ထက်မြန်မာပြည်မှာတော့ကြောင်ယူသေးရွက်ဆိုတာရှိတယ်ကြောင်တွေကနေမကောင်းဘူးဆိုလို့ရှိရင်အဲ့ကြောင်ယူသေးရွက်ကိုတွားပြီးစားတယ်သူတို့နေကောင်းတော့ဒါသူတို့ဆေးဝါးပဲပေါ့ဒီပြင်တိရစ္ဆာန်တွေလည်းရှိကောင်းရှိတယ်ဒါမျိုးတွေနော်ဆိုလိုတာကတရားဝမှန်သမျှဟာစားရရှာတယ်ဝတ်စရာရှာတယ်နေစရာရှာတယ်မကြမ်းပါရင်ဆေးဝါးဒါရိုးရလုပ်ငန်းကြီးတစ်ခုအဲ့ဒီကိုကြော်ဖြတ်ပြီးတော့ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတဲ့စဉ်းစားတွေးခေါ်နိုင်တဲ့အသိပညာတွေရဖို့ကအရေးကြီးတယ်ဒါကြောင့်မို့လို့ငွေကုန်ကြီးကြခံပြီးတော့အခုလိုအလယ်တန်းကျောင်းတွေမူလတန်းကျောင်းတွေအလယ်တန်းကျောင်းတွေအထက်တန်းကျောင်းတွေတက္ကသိုလ်တွေကောလိပ်တွေဆိုတာဒါတွေအတွက်ဒီချောင်းတာတကယ်အားဘာလုပ်ရမလဲဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတဲ့ဒီအခြေအနေကိုသိဖို့အတွက်ကြိုးစားအားထုတ်ကြဟောဒါလည်းပဲအဆင့်ဆင့်သူ့ level နဲ့သူနားလဲရတယ်စီးပွားရေးလုပ်မယ်ဆိုရင်စီးပွားရေးအတွက်ဘာလုပ်သင့်တယ်လဲဘာမလုပ်သင့်ဘူးလဲဒါရှိကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးအတွက်ဘာမလုပ်သင့်တယ်လဲဘာလုပ်သင့်တယ်လဲရှိပညာရေးဆိုလို့ရှိရင်လည်းဘာမလုပ်သင့်တယ်လဲဘာလုပ်သင့်တယ်ရှိတာရှိတယ်အကုန်လုံးလူမှုရေးလည်းထို့တူပဲမလုပ်သင့်တာနဲ့လုပ်သင့်တာရှိတာရှိအဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်မလုပ်သင့်တာနဲ့လုပ်သင့်တာခွဲခြားပြီးတော့မြင်တာဟာမှန်ကန်တဲ့အမြင်တစ်ခုလို့ဒီလိုပြောအဲ့ဒီမှန်ကန်တဲ့အမြင်တစ်ခုဟာမှန်ကန်တဲ့အတွေးပေါ်မှာအခြေခံတယ်ဘုရားမြတ်စွာကအင်္ဂုတ္တရနိကာယပါဠိတော်မှာမှတ်တမ်းတင်ထားတဲ့တိဋ္ဌာယတနာတုတ်ဆိုလို့ရှိရင်လူတွေရဲ့ယုံကြည်ချက်ဘာသာတရားတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ဆွေးနွေးပြထားတာရှိဘာသာတရားနဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်တွေထဲမှာတချို့ဘာသာတရားကဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတာနဲ့ပတ်သက်တဲ့ဟာခွဲခြားစေရမလို့တဲ့ဘာသာတရားလည်းရှိတယ်လူရဲ့ဆန္ဒကိုအတိမတ်မပြုဘူးလူရဲ့ကြိုးပမ်းအထောက်မှုကိုအတိမတ်မပြုဘူးလူရဲ့ဉာဏ်စွမ်းဉာဏ်စားတွေကိုအတိမတ်မပြုဘူးဆိုတဲ့အနေအထားမျိုးလည်းရှိတယ်ဒါစဉ်းစားကြည့်ပါအရာရာကိုဘုရားသခင်ကဖန်ဆင်းပေးတယ်လို့ယုံကြည်ချက်တစ်ခုရှိလိုက်ပြီဒါဘယ်ဘာသာရလည်းမဟုတ်ဘူးเนาะဘုရားသခင်ကဖန်ဆင်းတယ်သူ့အတိုင်းသူ့တဘာဝအတိုင်းဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ရှိလာပြီဆိုလို့ရှိရင်မလုံးတင်တာနဲ့လုံးတင်တာဆိုတာဘာအဓိပ္ပာယ်မှမရှိဘူးဘာလို့ဆိုဖန်ဆင်းတဲ့အတိုင်းပဲဖြစ်ရနောက်တစ်ခါလူတွေရဲ့ဆန္ဒလူတွေရဲ့လုံလဝိရိယလူတွေရဲ့ကြိုးပမ်းအထောက်မှုဆိုတာတန်ဖိုးမရှိဘူးဖြစ်သွားဒါကြောင့်မို့လို့လူဘဝရောက်လာပြီဆိုလို့ရှိရင်တကယ်တန်ဖိုးရှိတာကိုယ်အားကိုမှုဆိုတဲ့အတ္တဟိအတ္တနောတာထောကိုယ့်ကိုအားကိုးတယ်ဆိုတဲ့အဓိပ္ပာယ်ဘာကိုပြောတာလဲဆိုတော့ကိုသင်ယူရမယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိဖို့အတွက်သင်ယူရမယ်သင်လို့သိလာပြီဆိုလို့ရှိရင်မလှုပ်တဲ့နာကိုရှောင်ရမယ်လှုပ်တဲ့နာကိုလုပ်ရမယ်ဆန္ဒကြီးကြီးမားမားထားကျိုးပန်းအထောက်မှုနောက်ကလိုက်ရအသိပညာစဉ်းစားဆင်ခြင်တုံတရားရှိသွားပြုပါဒါဟာလူဘဝရဲ့တန်ဖိုးတွေပဲပေါ့လူဘဝရဲ့တန်ဖိုးရှိတဲ့တရားတွေကို
မြတ်စွာဘုရားခွဲခြားဟောကြားပြအဲ့ဒါကြောင့်မို့လူဘဝမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိဖို့လူတွေဟာပညာသင်ကြားအခြေခံအနေနဲ့လူဘဝယက်တည်ဖို့အတွက်ပညာသင်တာကတစ်ခုဒီဘဝဒီတဲ့အဆင့်မြင့်တဲ့နောင်ဘဝလို့ခေါ်တဲ့တေတိချမ်းမဲ့နဲ့နောင်ဘဝမှာနောင်ဘဝဆိုတာဘယ်သူမှကြိုတင်သိလို့မရဘူးလေနောင်ဘဝရှိသလားမရှိဘူးလားဆိုတာတောင်လက်တွေ့ပြောလို့ရတဲ့ကိစ္စမဟုတ်သို့တော့ယုံကြည်ချက်နဲ့ဒါမျိုးကြတော့ကြိုတင်ပြင်ဆင်မှုဆိုတာလောက်ထားအဲ့တော့ယုံကြည်ချက်နဲ့လက်ခံရတဲ့ဟာတွေရှိလောကမှာတိုက်ရိုက်သိလို့လက်ခံတာရှိတယ်ယုံကြည်ချက်နဲ့လက်ခံတာသို့တော့အဲ့ဒီယုံကြည်ချက်နဲ့လက်ခံတာဟာမှားသလားလို့ဆိုအမြဲတမ်းမှားတာမဟုတ်မှန်တာတွေအများကြီးရှိယုံကြည်ချက်နဲ့လက်ခံတာကဲကောင်းပြီဘုန်းကြီးတို့တွေမလုတ်တဲ့နာနဲ့လုတ်တဲ့နာလို့ဒီနှစ်ခုသိဖို့အတွက်ဆရာသမားဆိုတာရှိကြဆရာသမားရဲ့ဆုံးမဩဝါဒရှိရမလုတ်တဲ့နာနဲ့လုတ်တဲ့နာခွဲခြားသိဖို့ဘာသာတရားဆိုတာရှိရမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေလေ့လာကြမှတ်ယူကြသိပြီးတဲ့နောက်မှာကိုလုံးဝမှာပါလဲဆိုမလုတ်တဲ့နာကိုရှောင်ဖို့နဲ့လုတ်တဲ့နာကိုလုပ်ဖို့ဒီနှစ်ခုဟာအရေးကြီးဆုံးပဲပေါ့နော်အဲ့တော့မလုတ်တဲ့နာကိုလုတ်တော့ဘာဖြစ်လဲလုတ်တဲ့နာကိုမလုတ်တော့ရောဘာဖြစ်လဲဆိုမလုတ်တဲ့နာလုံးပြီလို့ရှိရင်အမားလုတ်သည့်အတွက်ထိုအမားရဲ့ပြစ်ဒဏ်ကိုလုတ်သူကိုယ်တိုင်ခံရဒါဖြင့်လုတ်တဲ့နာကိုမလုတ်မိရင်ရောဘာဖြစ်လဲဆိုဆုံးရှုံးနေတာမှုတွေဖြစ်တာပေါ့ဒါကြောင့်မို့စာပေကျမ်းကမှာပြောထားတဲ့စကားလေးတစ်ခုရှိတယ်မလုတ်တဲ့နာကိုလှုပ်ထားနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေတာဟာတူတူပဲနှစ်ခုစလုံးဟာဆုံးရှုံးနေတာမှုကိုဖြစ်ပေါ်စေတာလေချင်းပါဠိလိုစကားလုံးလေးသူကဘယ်လိုပြောတာလဲဆိုအကတ္တပကရဏံဝိယကတ္တပကရဏံပိဒေါသောယေဝဆိုလိုတဲ့အဓိပ္ပာယ်ကြီးကအလွန်မှတ်သားစရာအကတ္တပကရဏံဝိယမလုတ်တဲ့နာကိုလှုပ်ခြင်းလိုပဲတဲ့ကတ္တပကရဏံပိကတ္တပအကရဏံပိလှုပ်တဲ့နာကိုမလှုပ်တာဟာလည်းပဲဒေါသအပြစ်ပဲလို့သူတို့ပြောတာနော်အဲ့တော့ဒီနှစ်ခုရှင်းရှင်းလင်းလင်းသိဖို့အတွက်မြတ်စွာဘုရားဆုံးမဩဝါဒပေးတယ်တရားဓမ္မတွေဟောပြောတယ်အဲ့တော့မြတ်စွာဘုရားဆုံးမဩဝါဒပေးတဲ့အခါမှာ level 3မျိုးကိုမှတ်သားပညာသင်တာတောင်မှပဲအခြေခံအဆင့်အလယ်တန်းအဆင့်ထက်တန်းအဆင့်ဆိုတာတော့ခွဲခြားတယ်လို့ပဲတရားဝါတွေလူတွေမှာလည်းပဲကိုယ် level နဲ့ကိုယ်အဆင့်နဲ့မြတ်စွာဘုရားတရားတော်မှာလည်းပဲ level အလိုက်ထားတာဆိုပါစို့ဒီဘဝကြီးပွားရေးတိုးတက်ဖို့အတွက်လှုပ်ချင်တယ်ဆိုတဲ့ဒီဘဝကောင်းစားရေးလှုပ်ချင်တယ်ဆိုတာဒါပထမအချက်ဒီဘဝတည်းမဟုတ်ဘူးတေတိချမ်းမဲ့နောက်ဘဝတွေမှာလည်းပဲကောင်းကျိုးချမ်းသာရချင်တယ်ဆိုဒုတိယအချက်လည်းတတိယအဆင့်လည်းပဲကြတော့အေးဘဝဆိုတာဟာဘယ်ဘဝမှမကောင်းဘူးမကောင်းဘူးလို့ဘာကြောင့်ပြောလဲဘုန်းကြီးတို့တွေဘဝမှာဒီတိုင်းလူလူပြိုပြိုချမ်းချမ်းမာမာနဲ့နေခြင်းလို့သူကမရတဖြည်းဖြည်းအိုးလာမယ်နာမယ်နောက်ဆုံးသိမယ်ဘလောက်အစဉ်ဖြစ်ဖြစ်အစရှိရင်ဆုံးရှိနော်ဝေဖွားခြင်းရှိရင်သိဆုံးခြင်းရှိတယ်ကဲအဲ့ဒါလို့ဆုံးရှုံးနေတဲ့ဘဝမျိုးကြီးဘယ်လိုလိုချင်ဘူးကမလိုချင်စဉ်းစားမိရင်ဘူးကမလိုချင်နော်ပြောင်းလဲနေတဲ့ဘဝကြီးဒီဖြစ်စဉ်ကြီးတခုမသွားခြင်းပဲနဲ့သွားရမယ်မစွန့်ခြင်းပဲနဲ့စွန့်ရမယ်မသေးခြင်းပဲနဲ့သေရဘ
ဝတခုကဆွတ်လွှတ်ရဒီတစ်ခါလားလို့ဆိုဘယ်ဒီတစ်ခါကောက်မဆုံးနိုင်တဲ့ခရီးကြီးကိုဒီနဲ့ပဲဆက်ပြီးရှောက်ဘယ်ဘဝရောက်မွေးမယ်အိုမယ်နာမယ်သိမယ်မွေးလိုက်မယ်အိုလိုက်မယ်နာလိုက်မယ်သိလိုက်မယ်ဆိုဒီမဆုံးနိုင်တဲ့ဘဝခရီးကြီးရှောက်လန်းတဲ့အခါအလေးနဲ့ထားတာကြတော့တတိယအဆင့်ထက်တန်းအဆင့်ပြောအဲ့ဒီလိုစဉ်းစားလာတဲ့ပုဂ္ဂိုလ်ကထက်တန်းအဆင့်အဲ့ဒီလိုမစဉ်းစားဘူးဘဝမှာပျော်ပျော်နဲ့ဒီဘဝမှာလည်းမိသားစုနဲ့စီစဉ်ဥစ္စာတွေတိုးတက်ရာထူးတွေရလို့အဆင်ပြေတဲ့ဘဝမှာနေခြင်းနဲ့ဒါကအခြေခံအဆင့်ဥလာဒအဆင့်ဒီဘဝရဲ့အခြားမဲ့အတွက်လည်းပဲဆက်လက်ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုရင်အလယ်တန်းအဆင့်ဘယ်ဘဝဖြစ်ဖြစ်ဘဝဆိုတာတူတူပဲဒီဘဝကြီးရဲ့လွတ်ရလွတ်ချောင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်ဒါအထက်တန်းအဆင့်အဲ့တော့ကိုယ်အဆင့်လိုက်ကိုယ့်အကိုရွေးချယ်ရမြတ်စွာဘုရားကတော့အဆင့်၃မျိုးအတွက်လိုက်နိုင်ရမယ့်အချက်တွေကိုဟောပြောပြီးအဲ့တော့မြတ်စွာဘုရားကဗုဒ္ဓမြတ်စွာကကဲတင်မယ်လို့ပြောတာမဟုတ်ဘူးသို့တော့ဘုရားရဲ့လုပ်ရကကဲတင်တယ်လို့လည်းပြောလို့ရကဲတင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဘုန်းကြီးတို့တွေဆင်ញင်စဉ်းစားကြည့်အောင်ကဲတင်တယ်ဆိုတာလူတယောက်ကြီးပွားအောင်လုပ်ပေးဆိုပါစို့ဘယ်တိုင်းတာထိလုပ်ပေးနိုင်တယ်လဲလက်တွေ့ကိုကြည့်လောကလူတွေဟာကိုယ်သားသမီးကိုမတမချစ်ကြကိုယ်သားသမီးကိုကိုယ်တိုင်ကဆရာဝန်ကြီးဖြစ်အောင်အင်ဂျင်နီယာကြီးဖြစ်အောင်အကျူကိတ်တက်ဖြစ်အောင်လုပ်ပေးနိုင်လားတိုက်ရိုက်လုပ်ပေးနိုင်သလားဆိုလုပ်ပေးနိုင်ဘူးဘာလုပ်ပေးနိုင်လုပ်ပေးနိုင်တာကသားသမီးကိုကြောင်းကောင်းကောင်းထားပေးမယ်ငွေကြေးထောက်ပံ့မယ်ဆရာကောင်းစီအပ်ပေးမယ်ဒါပဲလုပ်နိုင်တာမဟုတ်လားသားသမီးကနေပြီးတော့မိဘထောက်ပံ့တဲ့ကြေးငွေတွေကိုသုံးဖြုံးပြီးတော့ဆရာစကားနားမထောင်ဘူးစာမသင်ဘူးဆိုရင်အဲ့ဒီသားသမီးဟာအကျုကိတ်တဲ့ဖြစ်ပါဖြစ်နိုင်ဘူးအဲ့တော့ကဲတင်တယ်ဆိုတဲ့အဆင့်ဟာအဲ့ဒီလိုအခြေအနေခေါင်းတစ်ခုဖန်တီးပေးတာပဲဖြစ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်စဉ်းစားကြည့်ဒီတိုင်းပဲနိုင်ငံတော်ဆိုရလုပ်ပြီးတယ်ဆိုတာလဲအခြေအနေကောင်းဖန်တီးပေးတာလှုပ်တာကိုယ့်အကိုယ်လုံးဝလူတွေကစိတ်ကူးရင်ကြတယ်ဘလောက်ဟိုရင်းဖြစ်ရင်သူ့ဘာသူချမ်းသာလာမယ်လို့ဒီလိုထင်မဟုတ်အဲ့ဒါမျိုးမဟုတ်ကိုယ်တိုင်လုံးဝမဲ့အလုပ်တွေကိုလုံးဝမှန်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာဟာဘုရားဘာသာတွေနားလည်ဖို့ရတခြားဘာသာဘုရားတွေကိုးကွယ်တာတစ်မျိုးမတူဘုရားဘာသာတွေကဘုရားကိုကိုးကွယ်တယ်ဆိုတာဘယ်အဓိပ္ပာယ်နဲ့ကိုးကွယ်တာလဲဆိုမြတ်စွာဘုရားစီကလမ်းညွှန်ချက်ရဖို့ကိုးကွယ်မနိုင်ကောင်းပြောရမယ်ဆိုလို့ရှိရင်တူညီတဲ့သဘောလေးတစ်ခုပြောပြဒါကတော့နိုင်လို့ရတာပဲနိုင်တယ်ဆိုတာအကုန်တူတာပြောတာမဟုတ်တစိတ်တည်းသာတူတာလေးကိုပြောပြယောဂရလာတဲ့လူတယောက်ကဆရာဝန်စီသွားတယ်သူယုံကြည်ချက်ကပါတော့ဆိုရင်ဆရာဝန်ကသူ့ယောဂကိုကြောက်အောင်ကုပေးနိုင်တယ်ဆိုတော့ယုံကြည်ချက်နဲ့သွားတာနော်သွားတဲ့အခါဆရာဝန်ကဘာကြောင့်ဒီယောဂဖြစ်တယ်ဘာဆေးတောင်းရမလဲဘာရှောင်ရမလဲဘယ်လိုနေရမလဲဒီလိုလမ်းညွှန်ချက်ပေးတယ်ကဲလူနာကလိုက်မလုပ်ဘူးဆိုရင်ယောဂပျောက်ဘူးဆရာဝန်လုံးနိုင်တဲ့အတိုင်းတာအဲ့ဒါပဲလေဘာယောဂဆိုတာသူထောက်ပြပေးမယ်ဘာဆေးတောင်းဆိုတာသူပြောပေးမယ်ဘာမတည့်ဘူးဘာတည့်တယ်ဆိုတာဆရာလမ်းညွှန်ပေးမယ်ဒါပဲတတ်နိုင်တာမဟုတ်လားသူကိုယ်တိုင်ယောဂကိုပျောက်အောင်လုပ်ယောဂပျောက်အောင်ကဘယ်သူကလုပ်တာတော့ဆိုဆေးကလုပ်တာကိုယ့်ရဲ့အနေထိုင်ကလုပ်တာအဲ့ဒီတိုင်းပဲမှတ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကဲတင်တယ်ဆိုတာဘယ်လိုကဲတင်တာတော့မလုံးတင်တာနဲ့လုံးတင်တာဘုရားဟောပြီးဒါတော့မလုံးတင်ဘူးမလုံးကြနဲ့ဒါတော့လုံးတင်တယ်ဒါလုံးချအဲ့ဒီလောက်နဲ့တင်ပဲ
လောကလူသားတွေမကြမ်းမာတဲ့လူတွေဆေးဆရာအားကိုးတယ်လို့ပဲတန်တရားထဲမှာဒုက္ခရောက်နေတဲ့လူတွေကဘုရားကိုဒီလောက်ဆိုအားကိုးထိုက်နေတယ်ဒါမို့တရဏရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာဟိတိပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိတိဗုဒ္ဓောတဲ့တရဏရဲ့အဓိပ္ပာယ်ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ခဏကဆိုလိုက်ဘုရားကိုကိုယ်ဝေယဖြစ်ဒီမှပြုပါတယ်အားကိုးပါတယ်ဘယ်လိုအားကိုးတာဘာအတွက်အားကိုးဆိုတော့ဟိတိပဝတ္တနေမြတ်စွာဘုရားကတရားဝရရဲ့တဏ္ဍာမှာအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေအခြေအနေကောင်းတွေဖြစ်ပေါ်စေတာတွေဆိုတာဒီလှုပ်တဲ့နာတွေကိုလှုပ်ကြလို့ပြောတာလှုပ်တဲ့နာတွေကိုလှုပ်ခိုင်းတာဒါအခြေအနေကောင်းတွေကိုဖြစ်စေအာဟိတာသနိဝတ္တနေနမလှုပ်တဲ့နာတွေကိုရှောင်ခိုင်းတာဒါကအကျိုးမဲ့ဖြစ်စေမဲ့ကိစ္စတွေကနေတားဆီးစေဒီနည်းနဲ့မြတ်စွာဘုရားကိုအားကိုးကြတာဒါကဲတင်တဲ့နည်းပဲလို့ပြောထိတဲ့ပူပြီးကဲတင်နိုင်သလားကဲတင်နိုင်လောကကြီးမှာကဲတင်တယ်ဆိုတာအပြောတာရှိတယ်တကယ်မကဲတင်တယ်နော်ကိုယ့်ကိုယ်လောရမယ့်ကိစ္စတွေရှိတယ်ကောသို့တော့မှန်ကန်တဲ့လမ်းကြောင်းတွေးဖို့ဆိုတာပထမခဲအေးမလှုပ်တဲ့နာနဲ့လှုပ်တဲ့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကိုသိအောင်ပညာသင်ရတယ်မလှုပ်တဲ့နာတွေကိုရှောင်ရမယ်လှုပ်တဲ့နာတွေကိုလှုပ်အောင်ဒါဖြင့်မလှုပ်တဲ့နာတွေကိုလှုပ်မိလို့ရှိရင်ဆုပ်ယုပ်နေတာတတ်လှုပ်တဲ့နာတွေကိုမလှုပ်ဖဲနေလို့ရှိရင်အပြစ်ဖြစ်တတ်တယ်ကောင်းကျိုးချမ်းသာကလျော့ပါသွားတယ်အဲ့ဒီနှစ်ခုထဲမှာဘာကိုအရင်ပြောရတယ်လဲလို့ဆိုရင်မလှုပ်တဲ့နာကိုမလှုပ်တဲ့နာကိုအရင်ပြောရလမ်းညွှန်တဲ့ပုဂ္ဂိုလ်ရဲ့ထုံးစံလှုပ်တဲ့နာကိုဒုတိယအရာထားဘာဖြစ်လို့လဲဆိုပါတော့လူတယောက်မုံလေးနှစ်ချက်စားတော့မယ်ဆိုပါတော့မုံတစ်ချက်ကအစိတ်တွေပါနေမုံတစ်ချက်ကတော့တာမန်လူကိုအကျိုးပြုနိုင်တဲ့ဗီတာမင်အားတွေရှိတယ်ပေါ့ကဲအဲ့ဒီနှစ်ခုထဲမှာတွေ့လို့ရှိရင်ဒီနှစ်ချက်လုံးစုစားမလို့ကျန်းနေတဲ့အချိန်မှာဘာကိုအရင်ပြောရမလဲဆိုစဉ်းစားကြည့်ပေါ့နော်အေးဒီပုတ်မစားနဲ့ကအရင်ပြောရမှာမလုံးသိနဲ့လို့ရင်ပိုဒုက္ခရောက်မှာဘူးဒီမုံကတော့မစားနဲ့အစိတ်ရှိတယ်ဟိုမုံကိုစားနောက်မှပြောကြည့်လေမင်္ဂလာတုတ်ကိုမြတ်စွာဘုရားဟောတဲ့အခါမှာအသေဝနာသဘာလနာပဏိတနိသသေဝနာလူမိုက်ကိုမမီမပေါင်းနဲ့သူနဲ့မင်းတွဲနဲ့သူ့အမူအကျင့်တွေရအောင်မလုံးနဲ့သူ့အကျင့်တွေမလိုက်နဲ့လို့ပြောတာနော်သေဝနာမိဝဲပေါင်းတဲ့နဲ့ဆိုသူ့အတုမယူနဲ့လူမိုက်တွေကိုအတုမယူနဲ့ပေါင်းတဲ့နဲ့ဆိုအဓိပ္ပာယ်ကအတုယူတော့ပြောနော်အတုယူတော့ပြောလူမိုက်ရဲ့အတုတွေမလုံးနဲ့ပညာရှိရဲ့အတုတွေကိုလုံးအတုယူဟောအဲ့ဒီမှာမြတ်စွာဘုရားမင်းပညာရှိရဲ့အတုပညာရှိကိုအတုယူလူမိုက်ကိုအတုမယူတဲ့လို့ဒီလိုမပြောဘူးဘာကစပြောလဲဆိုလူမိုက်ကိုအတုမယူနဲ့ဒါကအရေးကြီးဘာလို့လဲဆိုလူမိုက်အတုယူလိုက်လို့ရှိရင်အဲ့ဒါမှနစ်နာသွားတယ်မှားသွားတယ်အဲ့တော့မှားမဲ့ဟာကိုအရင်တားလူမိုက်ကိုဒါမို့မလုံးတဲ့နာကိုအရင်ပြောရပြီးတဲ့အခါမှာလုံးတဲ့နာကိုလမ်းဖွင့်ပေးတယ်လူဆိုတာလမ်းကိုနှစ်ဖက်ပိတ်လို့မရဒီလမ်းမသွားနဲ့ဆိုရင်ဟိုလမ်းသွားဆိုတာပါရမှာဒီလမ်းမသွားရဘူးလို့တစ်ဖက်ပိတ်လို့ရှိရင်ပေါက်ထွက်သွားတာမရဘူးနော်ဘယ်ကိစ္စပဲဖြစ်ဖြစ်လမ်းကနှစ်တွဲရှိဟုတ်လူမိုက်ကိုအပေါင်းအသင်းမလုံးနဲ့အတုမယူနဲ့ပညာရှိကိုပေါင်းသင်းလို့ဟောတာဟာမြတ်စွာဘုရားမလုံးသိနိုင်နဲ့လုံးသိနိုင်ကိုခွဲပြောတာဟောနောက်တစ်ခုအလုံး generally speaking ရေပေါ်ရချုံကိုပြောတဲ့စကားမျိုးတပ္ပပပတ္တအာဂရဏကုတလတုပတ္တ
အကုသိုလ်မှန်သမျှမလုံးနဲ့တဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ဒီမှာလည်းမလုံးတဲ့နာကိုအရင်ပြောတယ်နော်လုံးတဲ့နာကိုနောက်မှအကုသိုလ်မှန်သမျှမလုံးနဲ့ဒါအရေးကြီးလုံးမိရင်ပို့ပြီးဒုက္ခရောက်ရနောက်တစ်ခုလမ်းဖွင့်ပေးတဲ့အနေနဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ဒါဟာမြတ်စွာဘုရားတရားဝါတွေရဲ့အခြေအနေကောင်းတွေကိုဖွင့်ပေးတဲ့သဘောပဲအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေအဲ့ဒီအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းဖြင့်မြတ်စွာဘုရားတရားဝါတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတယ်ဒီအကျိပ္ပယ်ကိုခေါ်တာနော်အေးကောင်းပြီအကုသိုလ်ဆိုတာဘယ်တိုင်းတာအထိရှိတယ်ကုသိုလ်ဆိုတာဘယ်တိုင်းတာအထိရှိတယ်မလုံးတဲ့နာကအကုသိုလ်လုံးတဲ့နာကကုသိုလ်ရေပုံရချုပ်ကြည့်လိုက်ကျန်တဲ့ကိစ္စတွေတော့သိပါတယ်စီးပွားရေးနဲ့မလုံးတဲ့ဘူးလောကလူသားတွေကဒီမျက်မှောက်ဘဝကြီးပွားရေးတော့လိမ်မာကြတယ်တမလုံးဘဝကြီးပွားရေးနဲ့နိဗ္ဗာန်ရောက်ဖို့သာလမ်းပိတ်နေတတ်တယ်ဖျားပွဲမှသိအဲ့ဒါတခြားကိစ္စတွေတော့စီးပွားဖြစ်အောင်လုပ်တဲ့နေရာမှာပညာရှိတွေပေါ်တယ်လို့ပြောဒါကြောင့်မလို့အစစ်မြင့်အနေနဲ့ကြည့်ပဲဆိုမလုပ်တဲ့အကုသိုလ်ဆိုတာဘာလဲလို့အကျဉ်းချုပ်ပြောလို့ရှိရင်လောဘရဲ့ဒေါသရဲ့မောဟရဲ့ဘုရားနာမှာမရှိတဲ့အကုသိုလ်တော့မရှိတဲ့ဘူးဆိုတာဘာဖြစ်လို့မရှိနဲ့ရှိလို့ရှိရင်အန္တရာယ်ပြုမှာအဲ့တချို့ကလည်းပြောကြမှာပေါ့လူဆိုတာလောဘမရှိရင်နေလို့မဖြစ်ဘူးလို့ဒေါသမမရှိလို့ရှိရင်ငတုံးဖြစ်မှာလို့ဒီလိုလဲတွေးတတ်ကြတယ်မဟုတ်တရားနော်လောဘရှိတာနဲ့ဒေါသရှိတာနဲ့မောဟရှိတာနဲ့ဒါတွေနဲ့မဆိုင်ဘူးဒါပေမဲ့ရောပြီးတော့လူတွေကတွေးတတ်တယ်လောဘကကောင်းကျိုးပေးတာမရှိဘူးလောဘကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်လို့ရှိရင်တခိုးဖြစ်တယ်တရားဖြစ်ရာဇဝမှုတွေကျွလွန်တာဘာကြောင့်တဏှာနဲ့တဏှာတိုက်ကြတယ်ခိုက်ကြတယ်ကျူးကျော်ကြတယ်ဝင်ရောက်ကြတယ်ဘာကြောင့်လဲလောဘပါနော်ထို့တူပဲဒေါသအမုန်းတရားအခြေခံပြီးတော့တိုက်ခိုက်ကြတယ်ကျူးကျော်ကြတယ်တဏှာနဲ့တဏှာတစ်ယောက်နဲ့တစ်ယောက်ဟောဘယ်နေရာကြည့်လိုက်အခြေခံအပြင်တော့ဟောဒီလောဘတော့နောက်တစ်ခုမောဟဆိုတာကြတော့ခုနကဘာဖြစ်တာလဲမလုံးသိနာနဲ့လုံးသိနာမသိဘူးမသိတော့မှားမှားယွင်းနေလှုပ်တယ်လှုပ်သည့်အတွက်ကြောင့်နောက်ဆက်တွဲပြဿနာတွေတက်တယ်ဒါမောဟအဲ့ဒီလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေရှောင်နိုင်အောင်ကြိုးစားရမယ်ကဲဒါဖြင့်လောဘကကိုယ့်အကူဖြစ်တာဘာများအပြစ်ရှိလို့ရုံးလို့မေးကောင်းမေးလိုက်သူများပစ္စည်းလည်းမခိုးဘူးကိုယ်ပစ္စည်းကိုလိုချင်တယ်ကိုဟာကိုနော်ကိုယ်ပစ္စည်းကိုပြန်လို့တယ်ကိုသားသမီးကိုချစ်တယ်ကိုဆွေမျိုးသားချင်းကိုချစ်တယ်ကိုမိဘကိုချစ်တယ်ဘာပြစ်ရှိလဲလို့မေးကောင်းမေးလိုက်တခြားရာဇဝမှုတော့မဖြစ်ဘူးဘာဖြစ်လဲတောကဖြစ်ဒါပဲအဲ့တော့တောကဆိုတာကောင်းမလားမကောင်းဘူးလားကိုယ့်ကိုမေးကြည့်ရှင်တဲ့နှလုံးထဲမှာအေးချမ်းတဲ့အရာလားသို့မဟုတ်ပူလောင်တဲ့အရာလားတောကဆိုတာဝရိပဲဝရိဆိုတာချစ်ခင်မှုကိုအကြောင်းပြုပြီးတော့ပစ္စည်းကိုတွေ့တာရင်ပစ္စည်းအတွက်ပူတယ်လူကိုတွေ့တာရင်လူအတွက်ပူတယ်တွေ့တာမှုမရှိရင်ပူပန်မှုငြိမ်းနေဆိုတာသိကြကဲကားမရှိတဲ့လူကကားအတွက်ပူစရာရှိလားသို့တော့ကားရှိတဲ့လူကပြောမယ်ကားရှိတဲ့လူကမရှိဘူးမရှိဖို့ပြောတာမဟုတ်ဘူးနော်တွေ့တာတခြားရှိတာတခြားနော်မြတ်စွာဘုရားဟောတဲ့တရားကပစ္စည်းကိုစွန့်ခိုင်းတာမဟုတ်ဘူးပစ္စည်းကိုစွန့်ခိုင်းတာမဟုတ်လူဆိုတာကဲစားစည်းစရာရင်ရှိရမယ်စားစရာရှိရမယ်မိဘဆွေမျိုးသားချင်းရှိရအခုမြတ်စွာဘုရားဟောနေတဲ့တရားကလောဘကိုပြောနေတာနော်ပစ္စည်းမရှိရဘူးပြောတာမဟုတ်ကဲဥပမာလေးတစ်ခုရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်စက္ကူလေးနှစ်ချက်တူတူထပ်ထားလိုက်တယ်ထပ်ထားတဲ့စက္ကူလေးနှစ်ခုကိုခွဲလို့ရလားမရရတယ်လွယ်ကူကူလေးပဲသို့တော့စက္ကူထပ်ထားတာတူတူပဲနော်ကဲအဲ့ဒီနှစ်ခုကြားမှာဂလူးလေးထည့်လိုက်ကော်လေးညှက်လိုက်မယ်ဆိုကော်လေးထည့်လိုက်ရင်ဘယ်နဲ့နေမလို့အဲ့စက္ကူဟာခွဲရင်ဘာဖြစ်မလဲစုပ်မယ်နော်
အဲ့ဒီဂလူးကိုပြောတာအခုလောဘဆိုတာအဲ့ဒီစက္ကုနှစ်ခုကြားကဂလူးကိုပြောတာအဲ့ဒါနှစ်ခုမရှိရင်အလဲကောင်ကကော်မရှိဘူးဆိုရင်ဒီစက္ကုနှစ်ခုကသူ့ဟာသူလွတ်လွတ်လပ်လပ်ကလေးမရှိဘူးလားမိသားစုကြားမှာလည်းပဲမေတ္တာနဲ့ပဲနေတယ်တူတူနေတယ်နော်မိဘဆွေမျိုးကြားမှာလည်းတူတူနေတယ်ပစ္စည်းဥစ္စာလည်းပဲသုံးစရာရှိတာတွေသုံးတယ်လူစရာရှိတာတူတယ်ပစ္စည်းဥစ္စာပေါ်မှာအနှမျောမရှိအတွေ့အတာမရှိဘဲနဲ့လူတန်းနေကြတာဟာအဲ့ဒီဂလူးနဲလို့ဆိုလို့ရပါလေကော်မရှိလို့ကော်ရှိလို့ကတ်ထားရင်ဘယ်တော့မှမထွက်ဘူးတဲ့မှတ်ပါအဲ့ဒီလိုနေဖို့ပြောတယ်မြတ်စွာဘုရားနော်အတိပ္ပယ်တလွဲကောင်းမိတတ်တဲ့တရားတရားတော့ဘုရားကဆုံးလို့တာကဒီစက္ခုနှစ်ခုကြားကကော်ရှိနေဒီစက္ခုနှစ်ခုကြားခွဲလို့မရအဲ့တော့စက္ခုကိုစွန့်ပြစ်ရမှာဒီဘက်စက္ခုကိုစွန့်ပြစ်ရမှာလည်းမဟုတ်ဘူးဟိုဘက်စက္ခုကိုစွန့်ပြစ်ရမှာလည်းမဟုတ်ဘူးစွန့်လို့ရမှာအလဲကောင်ကကော်စေးလေးကိုစွန့်ပြစ်ရမှာဒီလိုစွန့်လို့နော်ရှင်သာရိပုတ္တရာပေးတဲ့ဥပမာနဲ့ပြောမယ်ဆိုရင်လူတွေကတန်ရောစဉ်နဲ့ပြောကြတယ်သားတန်ရောစဉ်သမီးတန်ရောစဉ်သားကတန်ရောစဉ်လားသမီးကတန်ရောစဉ်လားပစ္စည်းကတန်ရောစဉ်လားဆိုမဟုတ်ဘူးသားနဲ့မိမိစိတ်ကြားမှာတွဲနေတဲ့တွေ့တာမှုလေးအတန်ရောစဉ်သားကိုစွန့်ပြစ်ရမှာမဟုတ်ဘူးအလဲကောင်ကတွေ့တာနေတဲ့တန်ရောစဉ်လို့လျှော့ခိုင်းမလျှော့ရင်ဘာဖြစ်လဲဆိုရင် worryသူ့အတွက်ပူလိုက်ပဲပူရင်ကိုယ်စိတ်နှလုံးဘယ်တော့မှမငြိမ်းချမ်းဘူးလို့ဒီလိုပြောတာနော်လက်တွေ့ဘဝငြိမ်းချမ်းဖို့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအင်တမလေးနဲ့တဲ့အင်တမမှန်ကန်တာမန်အပြင်ယုတ်တည်းမတွေ့နိုင်တာဆိုလိုတာကနွားကြီးနှစ်ကောင်ကိုတွဲပြီးတော့ခြိထားတဲ့အခါမှာတဲ့ရှင်သာရိပုတ္တရာနတ်ဖြူကြီးနဲ့လက်နဲ့ကြီးကိုကျိုးတစ်ချောင်းနဲ့တွဲပြီးတော့ခြိထားလို့ရှိရင်တဲ့နတ်ဖြူကြီးကနနဲ့ကြီးရဲ့တန်ရောစဉ်လားနနဲ့ကြီးကနတ်ဖြူကြီးရဲ့တန်ရောစဉ်လားဆိုမဟုတ်ဘူးတဲ့တန်ရောစဉ်ကဘယ်ဟာခေါ်တာတော့ဆိုအဲ့ဒီနှစ်ကောင်ကြားမှာခြိထားတဲ့ကျိုးအဲ့ဒီကျိုးဖြုတ်ရဒီလိုဆိုလို့နတ်ဖြူကြီးကိုတပ်ပြရမှလည်းမဟုတ်ဘူးနနဲ့ကြီးကိုတပ်ပြရမှလည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုကြောင့်တွေ့ထားတဲ့ကျိုးလေးကိုဖြုတ်ခိုင်းတယ်ကျိုးဖြုတ်ခိုင်းရင်နတ်ဖြူကြီးကလည်းအေးချမ်းချမ်းပဲနနဲ့ကြီးကလည်းအေးချမ်းချမ်းပဲဟောသားသမီးနှစ်ယောက်ကြားမှာလည်းအဲ့ဒီတန်ရောစဉ်လေးလျှော့လိုက်လို့ရှိရင်ဒါတွေကအကုန်အေးချမ်းသွားတယ်ပစ္စည်းနဲ့လူကြားမှာလည်းပဲတန်ရောစဉ်လေးကိုလျှော့ဒီလိုဆွလို့တာနော်နောက်ဆုံးတဲ့အဲ့ဒါကိုဆွလို့တာမလုံတဲ့နာနဲ့လုံတဲ့နာလို့ဆိုအဆင့်မြင့်တဲ့တရားကြတယ်လို့ဆိုဆိုတာလို့ခေါ်ပါတယ်အေးအခုလို့အမှန်ကန်သိဖို့ရအတွက်မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမှန်ကန်မြင်နိုင်ဖို့ဆိုတဲ့တမ္မာဒိဋ္ဌိရတမ္မာဒိဋ္ဌိမြင်ဖို့အတွက်တမ္မာသင်္ကပ္ပလို့ဆိုတဲ့မှန်ကန်တဲ့အတွေးတွေတွေးကြရမှန်ကန်စွာတွေးပြီးလို့ရှိရင်လူတွေကမှန်တဲ့စကားကိုစကားပြောပြီဆိုရင်တွေးပြီးမှပြောတာဖြစ်တော့ကြောင့်တမ္မာကမ္မတမ္မာသင်္ကပ္ပဆိုတာကိုမြတ်စွာဘုရားဟောပြီးတဲ့အခါမှာတမ္မာဝါစာလို့ဟောတယ်နော်တွေးပြီးမှစကားပြောတာတခါတမ္မာသင်္ကပ္ပပြီးတော့တမ္မာကမ္မန္တကိုဆက်ပြီးတော့ဟောပြောတာခွင်းဆက်အနေနဲ့ဟောတာမြတ်စွာဘုရားလူတွေဟာအလုပ်လုပ်တယ်ဆိုရင်လည်းပြောပြီးတော့လုပ်တာဒါမှမဟုတ်တမ္မာဝါစာပြီးတမ္မာကမ္မန္တအဲ့တော့တမ္မာဝါစာကအမှန်တရားပြောတယ်တမ္မာကမ္မန္တကအမှန်တရားကိုလုပ်တယ်အမှန်ပြောအမှန်လုပ်တဲ့ပုဂ္ဂိုလ်တရားဟာတမ္မာအာဇီဝအသက်မွေးမှုလည်းမှန်ကန်တယ်ဒါမှမဟုတ်တမ္မာအာဇီဝပြီးတဲ့အခါတမ္မာဝါယာမဆိုတာဘာလို့လဲမှန်ကန်တဲ့အသက်မွေးမှုနဲ့မွေးတဲ့ပုဂ္ဂိုလ်ဟာပြင်းနေတဲ့ပုဂ္ဂိုလ်မှာဖြစ်နိုင်တယ်ကြိုးစားအထောက်ဖို့လိုအပ်တယ်တမ္မာဝါယာမကြိုးစားပြီဆိုရင်တတိရှိရမယ်လို့ပြောလို့တမ္မာသမာဓိတတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားအတွက်အရေးကြီးဆုံးကသမာဓိပဲဆိုပြီးတမ္မာသမာဓိမဂ္ဂင်ရှိပါလူခွင်းဆက်ဟောတာအင်ဓမ္မအဓိပ္ပာယ်ရှိရသော်ဗျာအမတ်တမဲ့ဟောတာမဟုတ်ဘူးဒီတရားတွေဟာခွင်းချိတ်ဆက်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တို့အတွက်ဘယ်ကိစ္စပဲလုပ်လို့တမ္မာဒိဋ္ဌိဆိုတဲ့အမှန်အမြင်မှန်မှုရှိဖို့လိုတယ်တမ္မာသင်္ကပ္ပဆိုတဲ့အတွေးမှန်မှုရှိတယ်အတွေးမှန်ပြီးတဲ့နောက်အပြောအလုပ်အသက်မွေးမှုဆိုတဲ့အခြေခံမှန်ကန်မှုလိုတယ်အခြေခံမှန်ကန်မှုအတွက်ဒီတိုင်းနေလို့မရဘူးကြိုးစားရမယ်ကြိုးစားတဲ့အခါမှာတတိထားရမယ်တတိထားပြီးလို့ရှိရင်စိတ်တည်ငြိမ်အောင်ကြိုးစားအဲ့ဒါမှအမြင်မှန်မှုဆိုပို့ပြီးတော့စွမ်းရည်ထက်လာတယ်ဒီလိုမြတ်စွာဘုရားကမဂ္ဂင်၈ပါးကိုဒီလိုခွဲခြားပြီးတော့ဟောတာဖြစ်တယ်ကျေးဇူးတရားဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့
ကျေးဇူးဆိုတာမြတ်စွာဘုရားကကျေးဇူးတင်တတ်တဲ့ပုဂ္ဂိုလ်ကျေးဇူးသိတဲ့ပုဂ္ဂိုလ်ကတိညူလို့ခေါ်တယ်ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ကတဝေဒီလို့ခေါ်တယ်အဲ့ဒီကျေးဇူးသိတဲ့ပုဂ္ဂိုလ်ကိုကျေးဇူးသိတဲ့ပုဂ္ဂိုလ်ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှမျိုးလုံးကိုသူတော်ကောင်းလို့သတ်မှတ်တယ်အဲ့တော့အခုလို့ဆရာကျေးဇူးဆက်ပွဲတွေအားတွေလုပ်တယ်ဆိုတာမြတ်စွာဘုရားတရားတော်အရာဆိုလှုပ်တဲ့နာကိုလှုပ်ခြင်းပဲနော်မလှုပ်ဖဲနေလို့ရှိရင်လှုပ်တဲ့နာကိုမလှုပ်သည့်အတွက်ကြောင့်တောင်းဝတရားချွတ်တဲ့တယ်ဆိုအပြစ်တစ်ခုရောက်လာနော်အခုကတို့တွေလှုပ်တဲ့နာကိုဆရာကိုကျေးဇူးဆက်တယ်တနေ့တစ်ခါကြောတယ်ပူဇော်တယ်ဟောဒါတို့လှုပ်တဲ့နာလှုပ်တာပဲဝမ်းသာကြည်နူးမှုတွေဖြစ်မှန်ကန်တဲ့အမြင်တွေရအောင်ဆင့်ငယ်ကြိုးစားအထောက်ဘုရားသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အချိန်မှန်ကန်တဲ့အမြင်တွေရအောင်ကိုယ်တိုင်အသိပညာတွေကိုလောကကြီး